ပြီးရေကြီးပြီးတော့ပင်လယ်လေးရောက်သွားတဲ့ကောင်မလေးဟာမနဲ့မလေးနေပြီပဲငါကြောင်းသွားရမှာပဲငါအမြန်ရေစချိုးမရမယ်ငါရေချိုးရင်စပြတော့မတိုက်တော့စပြမတိုက်လဲငါကွန်မှွေးပြီးတာပါငါစပြတိုက်စရာမလို့ငါကြောင်းစင်းကြီးအမြန်လဲလိုက်ရမယ်ငါကြောင်းစင်းလဲပြီဆိုတော့ငါလဲပြီးတွားရမယ်ဒါဆိုငါရေတော့မှဘာမို့ရှိလဲကြည့်လိုက်မယ်ဟာရေတော့မှဘာမို့မရှိဘူးငါလည်းမချက်ချင်တော့ငါအပြည့်အမဲ့တစ်ခုဝယ်စားလိုက်တော့မယ်ရပြီငါအလှကြီးပင်မခံပါဘူးကြောင်းလမ်းလျှောက်ပြသွားရမယ်ဒီနေ့မိုးရမယ်တနည်းကျတော့ငါထီးမူမိပါငါထီးတိတ်ယူလိုက်မယ်ဟာဒါဆိုငါထီးယူပြီးသွားပြီဆိုတော့ငါသွားရမယ်ကြောင်းမသားခင်ငါအရင်ဆုံးစူးစမ်းမတစ်ခုဝင်ရမယ်ဒီဥစ္စာလေးတစ်ခုလိုက်မယ်ဒါပဲပြီးကိုကာကိုလာတစ်ခုတိတ်လိုက်မယ်ဝေယူအပီမှုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်မဒါဆိုရင်ငါကျောင်းမသားခင်ဒီနားလေးမှာထိုင်စားလိုက်မယ်ငါစားလဲစားပြီဆိုတော့ငါကျောင်းသွားရမယ်ငါကြောင်းတော့ရပြီပဲငါအမြန်တော့ရမယ်ဆရာမြောက်ပါစေနဲ့ဆရာမြောက်ပါစေနဲ့ဟာတော်ရပါဆရာမြောက်လာပြီလို့ပါဟဲ့တငယ်ချင်းဟဲ့နေအောင်ကြောင်းအစိုးရရောက်နေရနော်ငါနေတိုင်းအစိုးရလာလေအော်အေးငါလည်းစာအမြန်ရေးရမယ်ဒီနေ့မိုးတင်ကြရတယ်ငါစာအမြန်ရေးပြီးပြန်ရမယ်စာလေးပြီးပြီဆိုတော့ငါခဏလေးအိတ်လိုက်အောင်မယ်ဟာငါအိတ်လိုက်ညမိုးတော့ချုံနေပြီပဲငါအမြန်ပြန်မရမယ်ဟာမိုးကြီးတော့ရွာလာပြီပဲငါအမြန်ပြန်ရမယ်ငါထီးထုတ်ပြီးငါရေမကြီးခင်အမြန်ပြီးပြန်ရမှာပဲကောင်မလေးကလည်းပြေးနေခဲ့ပါတယ်ရေကြီးလိုက်ပဲငါအမြန်သွားရမယ်ငါရေထဲမှာနေတော့မှာပဲငါအမြန်ပြန်မရမယ်လမ်းတောင်းနဲ့ရေဖြစ်နေငါအမြန်ပြန်မယ်ငါမြေပုံကြည့်လိုက်မယ်အဲ့ချိန်ကောင်မလေးကမြေပုံကြည့်လိုက်ပါတယ်တလားလုံးရေတွေဖြစ်နေပြီပဲကစားဝဲပေါ့လေကိုတော့မှာပဲရေငါတို့ကရေတွေဖြစ်ကုန်ပြီမိုးကြိုးရောင်ဖြစ်နေပြီငါအင်ဝေးပြန်ရမယ်တမင်အိမ်မရောက်သေးဘူးအမိုင်းကြရတယ်ရင်ပြီးတော့အခုငါသူများတို့မကူညီသေးဘူးငါတော့ငါလုံးအောင်ပြီးနေအချိန်ပြီးနေကောင်မလေးရင်လေးမျိုးပါသွားပါတယ်ကောင်မလေးကရေထဲမှာသတိလစ်သွားခဲ့ပါတယ်ရေကတော့လမ်းတန်းလို့ပြည့်နေတာပဲကိကြပါကျမပင်လည်းရောက်နေပြီကိကြပါသူ့ရဲ့ကောင်လေးကိုတွေ့ပြီးလက်ချင်းခဲ့ပြီးရေထဲမှာရှောက်သွားနေနဲ့သတိလစ်သွားပါတယ်ကောင်မလေးကလည်းသတိလစ်နေရနေနိုးလာခဲ့ပါတယ်သူကဘေးပတ်လည်ကိုကြည့်လိုက်တော့သူမရောက်ဘူးတဲ့နေရာရောက်နေပါတယ်အဲ့ဒါတော့ဘေးနားမှာရှိရဲ့သူ့ရဲ့အရန်ချတဲ့ကိုနှိုးလိုက်ပါတယ်ကျမတို့ကဘယ်လိုရောက်နေကြရလဲကျမတို့နားမလဲဘူးဒီနေ့တော့ငါသိရဒါကဒူဘိုင်းပင်လေပဲညအသက်ရှင်လို့မရကြီးလို့ဖတ်လိုက်ကြပါတယ် Sakura Channel လေးကိုကြားလို့ချင်းဗီဒီယိုလေးကို like and subscribe လုပ်ထားဖို့ပြောချင်ပါတယ်အားလုံးပဲ bye bye